မလွယ်နိုင်နဲ့နေမကောင်းကျမကြီးဆိုင်အစာရင်ပြန်ဖြစ်တယ်တပင်းမစားလို့လားတပင်းပုံမှန်မစားလို့လားတပင်းပုံမှန်စားလေအစာရင်ကတော့အစာပုံမှန်မစားရင်တော့ဖြစ်မှာယူဆိုင်အားကြောင့်မလို့ဆေးတွေပိုင်းမတောက်လားစားလို့မဝင်တာအစားလို့မဝင်ပို့တော့ဆိုသည်ထမင်းနေပါစားလို့မဝင်လို့ရှိရင်ဟိုကလေ FSC2 hello ထမင်းနေပါစားလို့တိတ်မဝင်လို့ရှိရင်အဲ့ဟိုဗာလဲကိတ်မုတ်လေးဖြစ်ပါလေဖြစ်တယ်စားဝင်တော့စားစားရင်ကဂီယူစိတ်ကရင်ရင်းနာတော့ဆိုရင်ရင်းနာတော့ဆိုတလားလောက်ခံဘာစားစားမဝင်ဘူးလေမစားရများတော့လေစားရများအန်ထွက်စားရများအန်ထွက်အဆင်မပြေဘူးအဲ့တော့ကြိတ်မိတ်ပြီးတော့စားနွားဟိုပါလေဗာလဲ no နဲ့ကိတ်အဲ့လိုလေးစားမစားလို့မရအောင်အဲ့မို့နွား no လေးပါလေးနဲ့လေကိတ်မုတ်လေးပါလေးအပျော်လေးပေါ့အဲစံပြုတ်တို့ပါတို့အဲ့လိုလေးစားကိုဟဲ့ကိုမခုနကနှုတ်ဆက်တာခြေသွားတာပဲသူမြောက်စပိုက်တာမန်ဟဲ့ level 69ဟဲ့ကိုမလို့နှုတ်ဆက်တာကိုခြေမိုးอ่ะတရှို့ခြေလိုက်တာ
စိတ်တော့မကောင်းခွေးပါကောအဲ့ပတ်ကြည့်နေခြေတာမဟုတ်ပါဘူးဟုတ်ပါတယ်ဝေးကကုမောင်မင်္ဂလာပါလို့နှုတ်ဆက်တော့ဘာမှတော့ပြန်မပြောပါဘူးထွက်သွားအဲ့ခြေရပေါ့ကြည့်ပါတယ်လူတွေကကိုယ်ဆိုရမ်းခြေချင်ကြစိတ်ထဲကမကောင်းငိုငိုချင်းလိုက်ပတ်နေရပိုက်စားတော့ဟမ်နောက်ကဆွဲမိသွားတာမယုံဘူးကိမတော်ဘာပြန်တက်ခဲ့မယ်ဟုတ်ကဲ့ကိုကြီးကဟုတ်ကီးဆိုင်မယုံပိုက်စားနဲ့ပတ်တာနဲ့ဘာမှလည်းမဆိုင်အဲ့လိုပိုက်စားလို့ရှင်ပတ်ရင်ပိုက်ပြည့်ပေါ့အဲ့လိုလားပုံမင်ပြောတာမဟုတ်ဘူးမယုံဘူးဘာမဟုတ်တက်ဆွဲမိသွားတာပြည့်လေဟဲ့အော်စရာသူကြတမျိုးတော့